သူမချစ်ခဲ့လေတော့မိုးရီတွေထဲလမ်းပြောင်းနေတဲ့ကျမကိုသူ့အိမ်ကိုဆွဲခေါ်လာခဲ့တယ်။တလန်းလုံးဘာစကားမှမပြောဘူး။ယောက်ျားတစ်ယောက်ဟာမိန်းမတစ်ယောက်ကိုဒီလိုဆွဲခေါ်လို့ရယူလား။ရေချိုးကန်နဲ့သူကျမကိုထည့်ထားခဲ့တယ်။အစောကပဲမိုးရီတွေရွှဲဆုံနေခဲ့တာသူမေ့နေလေသလား။ကျမကပဲမှားနေရလား။သူကျမကိုရေထက်ဆိုးချင်တဲ့ထင်ပါရဲ့။ကျမရေကန်ထဲကိုလက်တစ်ဖက်အရင်ချကြည့်လိုက်တယ်။ကျမအတွက်ရေဟာအရန်အေးလွန်းနေဒါပေမဲ့သူစိတ်ချင်တဲ့အောင်ကျမရေအမြန်ဆွတ်လိုက်တယ်သူတပတ်တစ်ထဲကိုင်းလာပြီးထိုင်နေတဲ့ကျမကိုတပတ်ပတ်ပေးပြီးဖွေးချီသွားလေရဲ့ပြီးတော့ကျမခန္ဓာကိုယ်မှရေရီတုပ်ပေးပြီးနွားနိုးနဲ့စားစရာမုန့်တွေလာချပေးတယ်သူလည်းကျမနဲ့အတူတူနွားနိုးတောက်နေတယ်သူကျမကိုကြည့်နေတယ်လို့ကျမလည်းသူ့ကိုမျက်မျက်နှာနှာနဲ့ကြည့်နေမိခဲ့တယ်သူဟာမနှက်ဆိုချက်ပြုတ်ပြီးအလုတ်သွားတယ်ကျမအတွက်လည်းစားစရာတွေအစင်သင်ထားပေးခဲ့တယ်။တနေ့လုံးကျမတယောက်တည်းပါပဲ။ပြတင်းမောက်ကနေသူ့အလားကိုပဲမျှော်နေခဲ့ရတယ်။ကျမအိတ်တဲ့နေရာကိုနေထိုးလာပြီဆိုရင်သူ့လာကနေပြီလေ။အဲ့ဒီကြရင်မှန်ပြတင်းမောက်ကနေဟိုးအောက်ကိုကျမငေးပြီးသူ့ကိုမျှော်ခဲ့တယ်။သူ့ကိုလှမ်းတွေ့ပြီးဆိုတာနဲ့တကားနားကိုအပြေးသွားဆောင်နေပြီးသူ့တကားဖွင့်တာနဲ့ခုံပေါက်သူ့ကိုပြေးဖက်နှမ်းရှုံတဲ့အခါကျမပျော်သလိုသူလည်းပျော်တယ်ထင်ပါရဲ့။ကျမကိုထွေးပိဖက်ခါထိုင်ကုန်စီကိုခြီသွားတယ်။သူ့ပေါင်ပေါ်မှာထိုင်နေတဲ့ကျမကိုရိုင်းဆိုင်စွာစူးစိုက်ပြီးကြည့်နေတယ်။သူ့လက်တွေဟာကျမရဲ့ရင်ဘတ်နဲ့ဗိုက်တွေကိုပုတ်တက်နေပြီးတော့ပေါ့။ထမင်းမစားရသေးဘူးလား။သူမေးတော့ကျမပြန်မဖြေခဲ့။ထမင်းစားကွပိန်သွားလိမ့်မယ်လို့ပြောရင်းထိုင်ကုန်ပေါ်ကိုကျမကိုပြန်ချသွားတယ်။စားစရာတွေယူလာပြီးကျမကိုစားခိုင်းတယ်။ပြီးတော့သူထိုင်ကြည့်နေခဲ့တယ်။သူကကျင်နာထက်တယ်။အပြုံးကလေးလှတယ်။သူကျမကိုပုတ်တက်နေရတာကြိုက်တယ်။ဟုတ်တယ်။ကျမလည်းသူလာပုတ်တက်ပေးနေတဲ့အခါအတော်လေးကိုသဘောကျတယ်။ကျမသူ့ပိတ်ရက်တွေကိုသိကြိုက်တာပဲ။ဘာလို့လဲဆိုတော့ပိတ်ရက်တွေဆိုကားနဲ့အတူတူအပြင်ကိုသွားတယ်။သူကျမကိုတချင်းတွေဆိုပြတယ်။လမ်းအတူတူလျှောက်တယ်။သူ့ကိုလိုက်ငေးပြီးကျမကိုချစ်ချင်အောင်ဆောင်တဲ့မိန်းမတွေကိုကျမသိမ့်မုန်းတာပဲ။အဲ့လိုအချိန်တွေကြမန်းဖီလိုက်ရသည်။အဲ့ဒီအခါမင်းကအဲ့လိုမစွာနဲ့လေဟုပြောပြီးကျမခေါင်းကိုသူပုတ်ပစ်လိုက်တတ်တယ်။အပြင်မသွားတဲ့နေ့တွေဆိုလဲအိမ်ထဲမှာနှစ်ယောက်တည်းပျော်ပါခဲ့ကြတယ်။ဘောလုံးလေးတစ်လုံးကိုကျမစီပြီးဖြစ်ပြီးတော့ပေါ့။ဆိုဖာပေါ်သူလှဲနေတော့ကျမသူ့အပေါ်တက်လိုက်တယ်။အပြုံးလှလှကလေးတွေနဲ့သူပြုံးပြီးကျမကိုကြည့်နေခဲ့တယ်။အဲ့ဒီနေ့ကမမရရပဲ။ကျမနှကန်းကိုသူနမ်းလိုက်တယ်။သူ့ရင်ဘတ်ပေါ်မှာလှဲနေတဲ့ကျမကိုတယူတရထွေးပွေထားပြီးတော့ပေါ့။ဒီအတိုင်းလေးပဲအချိန်တွေကြာလာပေမဲ့သူကျမကိုချစ်တယ်လို့တခေါမှမပြောဘာပဲဖြစ်ဖြစ်ပါလိကျမသူနဲ့ရှိရတာပြောတယ်သူ့အိမ်ပြန်ချိန်တွေကိုမျှော်ရတာကြိုက်တယ်သူစီကနှွေးထွေးတဲ့ဂယုဆိုင်မှုတွေကိုနှစ်သက်တယ်ဒါပေမဲ့သူဟာအရင်လိုမဟုတ်တော့ညရီဆိုဖုံပြောနေတတ်တယ်ကျမကသွားခဲ့ရင်တော့သူထသွားတယ်ပူဝတိကြံလာတယ်ထင်ရပေမဲ့သူပြောနေတာတွေ့တော့ကျမလည်းပြောပါတယ်ဒီနေ့ပြတင်းပေါက်မှာသူ့အလားမျောနေရင်လှမ်းထွေးလိုက်တယ်။ကောင်မလေးတယောက်ကိုလက်ဆွဲပြီးတော့ပေါ့။အဲ့ဒီနေ့ကကျမတကားဝါကိုသွားမကြိုခဲ့ဘူး။တကားဖွင့်တော့သူကျမကိုလိုက်ရှာနေတယ်။ပြီးတော့ပြတင်းပေါက်နားကကျမကိုရေပြတယ်။ကျမကိုဂယုမဆိုင်တဲ့ပုံစံနဲ့ပါလာတဲ့ကောင်မလေးကိုပဲအေးတွေချပေးနေတယ်။တကယ်ဆိုသူမိတ်ဆက်ပေးရမယ်မဟုတ်လား။ကောင်မလေးကကျမကိုလှမ်းတွေ့တော့သူ့ကိုမေးလိုက်တယ်။ကိုသူ့နာမည်ဟာကိုတဲ့သူညာတိုင်းဖုံပြောနေတဲ့ကောင်မလေးထင်တယ်ကျမအဲ့ဒီကောင်မလေးကိုမုန်းတယ်သူ့အနားကိုတဖြည်းဖြည်းချင်းသွားနေခဲ့တယ်သူကတော့ကျမကိုပြုံးရည်ပြီးစနေလေရဲ့သူ့လက်ထဲကိုမုန်းထည့်ပြီးကျမကိုလှမ်းခုန်နေတယ်တရိษံတကောင်လိုကျမကိုဆက်ဆံနေတော့ကျမသူ့လက်တွေကိုလှမ်းခုန်ပက်လိုက်တယ်အာပြပြတလဲသူထပြီးကျမကိုချီကအခန်းထဲထည့်ထားခဲ့တယ်ဘာမှတော့မပြောကျမတကားကိုဖွင့်မရသူတို့အပြင်မှာဘယ်လိုရှိနေမလဲတွေးပြီးကျမဒေါသထွက်သူ့ကိုစိတ်ဆိုးပြီးငိုနေမိခဲ့တယ်။ည8 နာရီလောက်မှာသူအခန်းထဲဝင်လာပြီးကျမကိုပြောတယ်။ဘာလို့အဲ့လိုလုပ်လိုက်ရတာလဲ။ तू ကငါကောင်မလေး။နောက်အဲ့ဒီလိုမလုံးနဲ့နော်။လာ။ तू ခေါ်နေပေမဲ့ကျမထသွားပြီးသူ့ကိုစကားတခွန်းပြန်ပြောခဲ့တယ်။ကျမရှင်ကိုချစ်တယ်။ဒီတော့သူ့ကိုမုန်းတယ်။ तू ပြုံးပြီးကျမကိုကြည့်နေခဲ့တယ်။နားမလဲတာကိုနားမလဲဘူးဆိုပြီး
သူလဲထပ်မမေးတယ်လို့ကျမလဲထပ်မပြောဖြစ်ခဲ့ကောင်မလေးအိမ်ကိုပါလာတဲ့နေ့တိုင်းကျမကောင်မလေးကိုအမြဲကုပ်ဖဲခဲ့တယ်အဲ့ဒီနောက်သူကျမနဲ့အယောမဝင်တော့ကျမရင်မက်တွေကိုလာမပုတ်တတ်တော့သူလှဲနေတဲ့အချိန်သူ့အနားကိုကျမသွားရင်တော့သူထသွားတယ်ဒါပေမဲ့ကျမအတက်အစာတွေကိုသူအမြဲဝယ်လာတယ်ပကံထဲထည့်ပြီးတဲ့ဝစ်ချီတန်းကြီးပေါ့ကျမလည်းမစားနေလဲသူ့အရင်လိုထိုင်ကြည့်ပေးနေတာမှမဟုတ်ပဲဒီနေ့ကျမကိုချီပြီးဘေးအခန်းကိုသွားတယ်ကျွန်တော်ခရီးသွားမို့ကျွန်တော်သမီးလေးကိုဒီမှာထားခဲ့လို့ရမလားသူအစားမစားမှဆိုလို့ခရီးသွားမယ်ဆိုတာကျမကိုလည်းကြုံမပြောလိုက်ခဲ့မှာပေါ့မဟုတ်တော့နေနိုင်အောင်နေရခဲ့ရမှာပေါ့သူများနဲ့အဲ့လိုထားခဲ့ဖို့စိတ်ချတာလား तू ကစိတ်ဆိုးစွာဖြင့်ကျမသူ့ရင်ဘက်ကိုကုတ်ချစ်လိုက်တယ်ဟုတ်တယ်ကျမအမျက်တနုနမ်းခဲ့ဘူးတဲ့အဲ့ဒီရင်ဘက်ကိုကျမကုတ်ချစ်လိုက်တာသူ့ကိုကျမနာကျင်စေခဲ့တာသူဘာမှမပြောသူ့လက်ထဲကနေကျမကိုအဲ့ဒီသူများအိမ်ထဲတွန်းပို့လိုက်တယ်တကားဝါကိုအမြန်ပြေးလိုက်ပေမဲ့လည်းမမီခဲ့တရက်နှစ်ရက်ကြာတဲ့အထိသူပေါ်မလားသူ့ရင်ဘက်ကဒဏ်ရာရောပျောက်ပြီလားဒါမှမဟုတ်သူနာနေမလားကျမသူ့ကိုလွမ်းနေပြီးတော့သူ့ယူရကျင်နာမှုတွေဒီမှာကျမကိုသရိษံတကောင်လိုကြောင်တကောင်လိုဆက်ဆံနေကြတာသူသိရင်ရင်နာနေမလားနှစ်ပတ်ကြာတဲ့အထိသူပြန်မလားကျမသူ့ကိုလိုက်ရှာဖို့ဆုံးဖြတ်ခဲ့တယ်ကျမထပ်ပြေးဖို့စိတ်ကူးခဲ့ပေမဲ့အစာမစားတဲ့ကျမမှာအားရီလုံးလုံးလောက်မရှိခဲ့ဒါကြောင့်တအိမ်လုံးမှာရှိတဲ့အစာတွေအကုန်လိုက်ရှာခိုးစားဖြစ်ခဲ့တယ်ပြီးတော့ကျမအသင်းဆောင်နေခဲ့တယ်အိမ်ရှင်တွေတကားအဖွင့်ကိုပေါ့မိဖို့ကြောင့်နဲ့ဘာတွေဖြစ်နေလဲဝင်မကြည့်ရသေးတဲ့အိမ်ရှင်ဟာအလုတ်သွားကနေကျမမေးစိတ်အောက်ကိုလာပွတ်နေခဲ့တယ်သူတကားဖွင့်တာနဲ့ဟိုးအောက်ထပ်ကိုရောက်ချင်စောနဲ့လီကားတွေကိုအထင်းအပြေးဆင်းသွားခဲ့တယ်အနောက်မှာအော်ခေါ်တန်တွေကြားပေမဲ့တချမ်းမှလှည့်မကြည့်ခဲ့နိုင်ရန်တွေနဲ့ဝင်တိုက်ခံရတဲ့နာကျင်မှုဟာသူမချစ်ဘူးလို့သိလိုက်ရတဲ့နာကျင်မှုကိုမမိခဲ့ဘူးကိုချစ်တဲ့သူကသူချစ်တဲ့သူကိုနမ်းနေတာမြင်ရတဲ့နာကျင်မှုနဲ့ဆိုင်ရင်မပြောပလောက်ခဲ့ဘူးဘယ်စီမှန်းမသိရံများစွာမယမနာအတကုံပြေးလွှားနေခဲ့တယ်တွေးရင်ကိုရင်ဆက်ပြေးရင်ပေါ့မိုးတွေရွာနေတဲ့အဲ့ဒီနေ့ကားတစ်စီးဟာကျမနံရိုးတွေကိုအတကုံဝင်တိုက်ပစ်လိုက်တယ်သွေးခွက်ထဲတဆက်ဆက်တုန်နေတဲ့ကျမကိုလူတွေဝိုင်းကြည့်နေကြပြီးကားပေါ်ကလူတစ်ယောက်ဆင်းလာခဲ့တယ်အဲ့ဒီလူဟာသူပါပဲသွေးခွက်ထဲကကျမကိုကောက်ပြီးထွေးပွေချီလိုက်ခါသူစကားတခုံပြောတယ်မင်းပြောက်သွားတယ်ဆိုလို့ငါအမြန်ပြေးပြန်လာတာလေကွာတဲ့တီးပြောပါတယ်ကွယ်ကျမတီးပြောပါတယ်သူရောကျမရောကားလမ်းအလဲလူတွေချားတဲ့ငုံနေခဲ့ကြတယ်ကျမမျက်လုံးများကိုမှိတ်လိုက်တယ်ပြီးတော့ကျမသူ့ကိုစကားတခုတူတူလေးပြောခဲ့တယ်ကျမဟာရှင်မချစ်ခဲ့တဲ့ကြောင်မလေးပဲ